သာသနာဆောင်ရှောက်တယ်သံဃာတော်တွေစုပြုံတတ်တဲ့ရွှေဝါရောင်မှုမမေ့နဲ့ကွယ်တတ်တယ်မိဘလိုကွယ်စိတ်မာထလို့ပြည်သူတွေကိုဆောင်ရှောက်တယ်သာတင်ကြောင့်ဘုံတွေကျဲတော့ခလေးတွေလည်းသိရတယ်တတ်တယ်တိုင်းပြည်ကာကွယ်တပ်မတော်ကြီးကိုပြည်သူကြီးညိုလေးစားတယ်ကြီးညိုတာကွယ်ပြောမနေနဲ့တော့စစ်ခွေးလိုပဲခေါ်ကြတယ်ရှက်ခွဲသက်စွန့်ကာကွယ်တိုင်းပြည်အတွက်မို့ဘယ်သူတွေကငြင်းမလဲကွယ်သူမတွေးကိုကာကွယ်ပေးလို့ဘုံဟင်းကားတွေထောင်ချီတယ်ဂန်နဲ့တိုင်းပြည်ကောင်းအောင်လုပ်မယ်ဟဲ့လို့ဒိုကောင်းဆောင်ကြီးကြုံသွားတယ်ကောင်းအောင်လုပ်တာတခြားမဟုတ်ဘူးကွယ်ကျူလာပဲဖြစ်လိမ့်မယ်ခေါ်တယ်တွေကောက်ကွယ်တွေကျင်းပါပြီမယ်2026မှာတဲ့ကွယ်ရိုးစင်ပေါ်မှာလုပ်မယ်ကွယ်ကမင်းအောင်လိုက်အတွက်ဖြစ်လိမ့်မယ်ယူတယ်လက်နဲ့ပြူအားထုတ်မှာကောင်းတယ်ဗရက်မျိုးတွေပြုတ်လိမ့်မယ်စစ်တိုက်ဆရာကိုလူမရှိလို့အိမ်ပေါ်တက်ကဆွဲရတယ်ရှက်ခွဲသခင်မျိုးဟဲ့သခင်တောင်းသာနီသခင်မျိုးတို့ပေါင်းငါချီစနေဆိုးတို့ရိုက်ချိုးတိုက်ပြက်လွတ်လပ်ခဲ့တာပဲရင်ကျင်သောတို့ပြင်ဇရိုက်ဆိုးတို့ပြင်ရင်ကျင်သောတို့ပြင်ဇရိုက်ဆိုးတို့ပြင်နိုးကြထကြပေါင်းစည်းပြုကြနိုင်ငံတော်ဝန်လုံးလှပပြုံးပျော်ရွှင်နိုင်ငံလုံးလွတ်လပ်ငြိမ်းချမ်းဘေးပေါင်းကင်းစင်ချမ်းမြေ့ကြစဉ်လွတ်လပ်ငြိမ်းချမ်းလှပတို့မြမသခင်